အိပ်ပျော်သွားတဲ့အခါအဲ့ဒီညမှာပဲကျက်ဟာအိမ်မက်ဆိုးတွေပြန်မက်ပါတော့တယ်အခုတခါအိမ်မက်ထဲမှာမိစ္ဆာတကောင်ကပူစိန်ကြီးနဲ့သူ့ကိုလိုက်လံတက်ဖြတ်ပါတယ်ကျက်ထွက်ပြေးဖို့စူးစမ်းပေမဲ့အဲ့ဒီမိစ္ဆာကသူ့လေပင်ကိုပူစိန်နဲ့ခုတ်ချလိုက်ပါတယ်အိမ်မက်ထဲမှာကျက်တဲ့ အန်ဆဲဆဲဖြစ်နေတော့ဒါငါအိမ်မက်မက်နေတာလို့မနေပြောလိုက်နိုင်ပါတယ်အဲ့ဒီလိုပြောလိုက်တာနဲ့သူ့အိမ်မက်နိုးသွားပြီးအိမ်မက်ထဲကအဲ့ဒီပူစိန်ဟာသူ့လက်ထဲကိုပါလာပါတယ်ဒါကြောင့်ကျက်ဟာအဲ့ဒီရှေးဟောင်းပစ္စည်းဆိုင်ကိုပြန်သွားပြီးပူစိန်ကိုရောင်းချခဲ့ပါတယ်တခြားတစ်ဖက်မှာတော့ရှေးဟောင်းပစ္စည်းဆိုင်ကချီယန်ဟာအဆက်ကတည်းကကျက်နဲ့စကားပြောဖို့စူးစမ်းနေပေမဲ့ကျက်ကသူ့ကိုအမြဲတမ်းလစ်လျူရှုပြီးထွက်သွားခဲ့ပါတယ်ပူစိန်ကိုရောင်းပြီးတဲ့နောက်မှာတော့ကျက်ဟာငွေမြောက်များရရှိခဲ့ပါတယ်ပိုက်ဆံတွေအများကြီးရလာတဲ့အခါသူဟာတတိလက်လွတ်ဖြစ်ပြီးပါတီတွေတက်ပြောပါရင်ပိုက်ဆံတွေကိုဖြုံးတိပါတော့တယ်သူ့ဘေးမှာလည်းလှပတဲ့မိန်းကလေးတွေဝိုင်းဝိုင်းလေလို့ပါဘလို့ပဲဖြစ်ဖြစ်ပါတီပြီးမှသူဟာသူ့ရဲ့ဟိုတယ်ခန်းကိုမနေ့ပြန်ရောက်လာပါတယ်ကျက်ဟာပြတိုက်တစ်ခုရဲ့တပ်ပုံကိုသူ့လက်နဲ့ကင်ဆောင်လာခဲ့တယ်ဘာလို့လဲဆိုတော့သူဟာအိမ်မက်ဆိုးတွေကနေပစ္စည်းတွေကိုထူးထူးခြားခြားယူဆောင်လာနိုင်နေဆိုတာသိသွားလို့ပါဒါကြောင့်အိမ်မက်ထဲမှာဒီပြတိုက်ကိုရောက်သွားပြီးတခုခုခိုးယူနိုင်ခဲ့ရင်သူဟာအရန်ကျန်လာသွားမယ်လို့တွေးခဲ့ပါတယ်အိမ်မက်ဖို့ပြတိုက်ပုံကိုတေချာကြည့်ပြီးအိပ်ပျော်သွားတဲ့အခါတကယ်ပဲအိမ်မက်ထဲမှာအဲ့ဒီပြတိုက်ကိုရောက်သွားပါတယ်အရင်လိုပဲအရင်မိမိစ္ဆာကသူ့ကိုတက်ဖို့ရောက်လာပြီးကျက်ကလည်းလွတ်အောင်ပြေးပါတယ်ဒါပေမဲ့အရင်အိမ်မက်နှစ်ခုလိုမျိုးအခုတစ်ခါမှသူဘာမှမယူနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့မိစ္ဆာကသူ့ကိုတင်းနဲ့အရင်ပြစ်တက်လိုက်လို့ပါတေဆုံးပြီးနောက်အိမ်မက်နိုးလာတဲ့အခါကျက်ဟာအိတ်ဆေးတွေအများကြီးကိုအမြန်တောက်လိုက်ပါတယ်ဘာလို့လဲဆိုတော့သူ့အိမ်မက်ထဲကိုအမြန်ပြန်သွားခြင်းလို့ပါနောက်ဆုံးမှာတော့သူ့အိမ်မက်ထဲပြန်ရောက်သွားပြီးဒီတစ်ခါတော့မတေခင်မှာတန်မိုးကြီးရှေးဟောင်းပစ္စည်းနှစ်ခုကိုအမြန်ဆွဲယူလိုက်ပါတယ်မိစ္ဆာကသူ့ကိုတင်းနဲ့မတိခင်မှာဒါငါအိမ်မက်နေတာလို့ပြောလိုက်တာနဲ့အိမ်မက်နိုးသွားပြီးတန်မိုးကြီးပစ္စည်းနှစ်ခုလုံးသူ့လက်ထဲရောက်လာပါတယ်အခုတော့ကျက်ဟာတန်မိုးမဖြတ်နိုင်တဲ့အရာတွေကိုရလိုက်တယ်လို့ပါပဲသူဟာမှောင်ခိုဈေးကွက်ကိုအမြန်သွားပြီးအဲ့ဒီပစ္စည်းတွေကိုဒေါ်လာ2 သန်းနဲ့ရောင်းချခဲ့ပါတယ်တင်မာတာအိမ်မက်ထဲကနေပစ္စည်းတွေယူဆောင်လာနိုင်တဲ့စွမ်းအားရှိရင်တင်ပါကိုယူလာမလဲကောမန့်မှာရေးပေးခဲ့ဦးနော်ပစ္စည်းတွေရောင်းပြီးလမ်းမပေါ်မှာကျက်ဟာဒါရိုက်တာဂျွန်နဲ့ဆုံခဲ့ပါတယ်ဂျွန်ကသူ့ကိုကြည့်ပြီးအယမ်းအံ့နာသွားတယ်အရင်ကထွက်ပြေးနေကြအချင်းကြောင့်ကျက်ဟာသူ့ကိုမြင်တာနဲ့ထွက်ပြေးဖို့ပြင်ခဲ့ပါတယ်ဒါပေမဲ့သူ့ကိုသူပြန်ကြည့်ပြီးအခုငါကကုနေကျွဲသူထေးရဲ့ဒီလိုပြေးနေရင်ငါတိခါကြမှာပေါ်လို့တွေးပြီးစိတ်ကိုထိမ့်လိုက်ပါတယ်ပြီးတော့ဂျွန်ကိုလာပါနေ့လည်စာစားရင်စကားပြောရအောင်လို့ဖိတ်လိုက်ပါတယ်ဂျွန်ကတော့ကျက်ရဲ့အပြောင်းလဲကိုကြည့်ပြီးမှင်သက်နေခဲ့ပါတယ်အစိတ်တောက်ဖို့တောင်ပိုက်ဆံမရှိတဲ့လူကအခုလိုစားတောက်ဆိုင်ကြီးမှာထိုင်စားနေနိုင်တာလားလို့တွေးနေမိပါတယ်တခုခုတော့ရှိနေပြီဆိုတာသူသိလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကိုမသိခင်မှာပဲကျက်ကရှေးဟောင်းပစ္စည်းတွေကိုပြန်ပေးပြီးသူ့ကိုကူညီလိုက်ပါတယ်အခုတော့ကျက်ဟာပြတိုက်ကရှေးဟောင်းပစ္စည်းတွေကိုရောင်းပြီးသူရမ်းကြရတဲ့မိန်းကလေးဘက်ကိုအာယုံဆိုင်နေပါပြီရက်နေငယ်ကြတဲ့အခါသူဟာဟွန်ရဲ့ကော်ဖီဆိုင်ကိုသွားပြီးကော်ဖီတစ်ခွက်တောက်ချင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုင်ရှိမှာအယောင်ကြော်ညာကတ်ထားတာကိုတွေ့လိုက်ရတယ်ဆိုလိုတာကဟွန်ဟာသူ့ရဲ့ကော်ဖီဆိုင်ကိုရောင်းချင်နေတာပါဆန်းကကော်ဖီတောက်ရင်းနဲ့ဟွန်ကိုဆိုင်စင်းနှုန်းဘယ်လောက်လဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါဟွန်ကဒီဆိုင်အတွက်ဒေါ်လာ1.5 ဘီလီယံပေးရမယ်လို့ပြောရတယ်ကျက်ကတော့ပြုံးပြုံးရင်းနဲ့ဟွန်ကိုနှုတ်ဆက်ပြီးထွက်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဟွန်ပြောလိုက်တဲ့အတိုင်းသူ့ကောင်းထဲမှာအစီအစဉ်တစ်ခုပေါ်လာလို့ပါအဲ့ဒီညမှာပဲကျက်ဟာဂျုံကိုခေါ်ပြီးအရက်သွားတောက်ပါတယ်အရက်မူးနေတဲ့ကျက်ကိုဂျုံကဟိုတယ်ခန်းထိလိုက်ပို့ပေးပါတယ်ဂျုံဟာကျက်ကိုနှုတ်ဆက်ပြီးပြန်သွားတယ်လို့ဟန်ဆောင်ခဲ့ပေမဲ့တကယ်တော့သူဟာကျက်အိပ်ပျော်သွားမယ့်အချိန်ကိုစောင့်နေခဲ့တာပါကျက်အိပ်ပျော်သွားတာနဲ့ဂျုံဟာကျက်ရဲ့ပစ္စည်းတွေကိုလိုက်ရှာပါတော့တယ်ဒါပေမဲ့သူရှာလို့မပြီးခင်မှာပဲကျက်ကရုတ်တရက်နိုးလာပါတယ်အဲ့ဒီအချိန်မှာကျက်ရဲ့လက်ထဲမှာရွှေဆွဲကြိုးအများကြီးပါလာတာကိုဂျုံကမြင်သွားပါတယ်ဒီထူးဆန်းတဲ့အဖြစ်အပျက်ကိုမြင်လိုက်ရတဲ့အခါကျက်မှာစွမ်းအားတစ်ခုခုရှိနေပြီဆိုတာဂျုံကချက်ချင်းသဘောပေါက်သွားပါတယ်ဒါကြောင့်သူဟာကျက်ရဲ့ရှေ့မှာတူးထောက်ထန်ချလိုက်ပြီးဆရာကျွန်တော်ဆရာရဲ့ပရိသတ်ကြီးပါကျွန်တော်ကိုဆရာရဲ့လက်ထောက်ဖြစ်ခန့်ထားပေးပါလို့တောင်းဆိုပါတော့တယ်ကျက်ကလည်းလက်ထောက်တစ်ယောက်ရှိတာမစိုးဘူးလို့တွေးမိတာကြောင့်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ဟာဒီထူးဆန်းတဲ့ဂိမ်းကိုအတူတူစတင်ကစားကြပါတော့တယ်နောက်တစ်နေ့မှာကျက်ဟာဟွန်ရဲ့ကော်ဖီဆိုင်ကိုဝယ်ဖို့ဒေါ်လာ1.5 သန်းယူပြီးသွားခဲ့ပါတယ်